ချက်အပြူကြီးဒေါ်ဖြူတော့ရဲ့မြန်မာထမင်းဆိုင်လေးဟာလက်ရကောင်းကအေးမျိုးစုံရတာမို့ရောင်းအောင်ကောင်းပြီးနာမည်ရနေပါတယ်ရင်းနှီးတဲ့ဖောက်တွေတချို့ကမချက်တဲ့နဲ့ရမ်းချက်ထားတာစားကောင်းနေဗျဟာဒေါ်ဖြူတော့ကတော့စိတ်မဆိုးတဲ့အပြင်စားကောင်းတယ်ဆို၍ကြီးနေနေပါတယ်လိုရရှိရင်ပြောပါနော်အဲ့ဒီနောက်မှာတော့ဒေါ်ဖြူတော့နာမည်ပြောက်ပြီးဒေါ်ရမ်းချက်လို့အမည်တွင်နေပါတော့တယ်ရောင်းကောင်းပေမဲ့ဆိုင်ဝင်နဲ့နေပါတာကြောင့်လက်မလေဘူးလိုက်ပွဲကြားလိုက်တော့ကွာစားပွဲမှာနာကြားနေပြီဟုတ်ကဲ့လာပါပြီဒေါ်ရမ်းချက်ကလည်းဒီလောက်ရောင်းအကောင်းနေတာကိုလူမခေါ်ခေါ်ပါတယ်ဟဲ့ငါးဆိုင်မှာဝင်နဲ့မမြဲဘူးဟာဆိုင်မှာဝင်နဲ့မမြဲရတဲ့အကြောင်းရှိတယ်အလုပ်သမားတွေကိုထမင်းကျွေးရင်အတားမကျွေးပဲအယိုးကိုသာကျွေးတယ်ကျမအယိုးလူမအမျိုးတဲ့စားအယိုးများစားငါဟင်းကျွေးရင်လေခေါင်းကိုသာရွေးပြီးကျွေးတယ်ခေါင်းစားရင်မင်းဖြစ်တယ်ဟဲ့ဟိကြားလာတော့အလုပ်သမားတွေဟာဒေါ်ရမ်းချက်ရဲ့ထမင်းဆိုင်မှာမလုပ်ရှင်ကြတော့ဘူးအစိမ်းနဲ့ကိုရီးယားကြီးမလုပ်တော့ဘူးရွာပြန်မယ်တာဒီနေ့မှာတော့ဒေါ်ရမ်းချက်ဟာဒေါကတူမလေးရွှေမီကိုခေါ်လိုက်တယ်လာတူမကြီးရွှေမီဟာဆိုင်မှာဈေးရောက်ကောင်းပေမဲ့အလုပ်သမားမမြဲရတဲ့အကြောင်းကိုတည်သွားတယ်နေ့တိုင်းအယိုးနဲ့ခေါင်းမဲကျွေးတယ်မမရွှေမီဈေးကောင်းနေရွှေမီလေးဟာအလုပ်သမားတွေကိုတနာသွားတယ်ဒီနေ့မှာတော့ဒေါ်ရမ်းချက်နေမကောင်းဖြစ်တယ်ခေါင်းနေမှုလိုက်တာရွှေမီရေဆိုင်ကိုတမိပဲစီမံလိုက်ဒေါ်လေးနားအောင်မယ်ဟုတ်ဒေါ်လေးရွှေမီဟာဆိုင်မှာငါးကောင်းနဲ့ကြက်ရိုးတွေတာချက်ပြုတ်ထားလိုက်တယ်ထမင်းလာစားတဲ့ဖောက်တွေကဒေါ်ရမ်းချက်ကျသားကအယိုးကြီးပါလားဟုတ်ပါငါးဟင်းကလည်းအယိုးတွေပဲခေါင်းတွေပဲဘလို့စားရမလဲဆိုင်ထဲမှာစူညံတွေကြားတော့ဒေါ်ရမ်းချက်ထလာတယ်ဘလို့ဖြစ်တာလဲဟင်းအိုးထဲမှာအယိုးကြီးပါလားရွှေမီဘလို့လှုပ်လိုက်တာလဲအသားတွေမချက်ဘူးလားဒေါ်လေးပဲကျမအယိုးလူမအမျိုးဆိုအယိုးတွေပဲချက်ထားတာပြီးတော့ခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့ငါးကောင်းတွေပဲချက်လိုက်တာဒေါ်လေးငါတိပါပြီဟဲ့ငါရဲ့တကူကောင်းဆံမှုကြောင့်အလုပ်သမားတွေငါ့ကိုစွန့်ခွာတွားကြတာရွှေမီလည်းချက်ပြီးဖယ်ထားတဲ့အသားဟင်းငါးဟင်းတွေကိုဝမ်းနာအားရချပေးလိုက်တယ်နောင်နာရတော့တဲ့ဒေါ်ရမ်းချက်ရဲ့ထမင်းဆိုင်လေးဟာအလုပ်သမားတွေဝေးစီစီနဲ့အောင်မြင်ကြီးပွားသွားပါတော့တယ်